တချို့စာရေးဆရာတွေကိုညွန့်ပြီးရေးကြတယ်ဟိုးစကြဝဠာကြီးပြင်ဘက်တော့ Star Wars တွေဗာတွေကြံစီပြီးတော့သူတို့ရေးတယ်ဂျိုသားကြီးတွေဂျိုကောင်ကြီးတွေအခုဆိုလို့ရှိရင်နောက်ထွက်လာတဲ့ကလေးတွေနှစ်သက်နေတဲ့ကားတွေဦးဇင်းတို့လေ့လာကြည့်တယ်ဘာကောင်ကြီးမှမသိတဲ့အကောင်ကြီးတွေကနေပြီးတော့ဘယ်လိုသရဝါတွေမှမသိပဲနဲ့လာပြီးတော့နော်ဒီလူတွေကိုလာပြီးနှောက်ရှက်နေတယ်ဆိုတော့အရှင်ဘုရားဆမ်းပြလိုက်လားမဆမ်းဘူးသူတို့မှကဒီအာယုန်တွေနဲ့ရိုက်ခတ်ပြီးတော့မှဘဝများစွာသံသရာမှာကျင်လည်ခဲ့ရတဲ့ဆွဲလန်းနေတဲ့အာယုန်တွေကိုအခုပြန်ထုတ်နေစာရေးဆရာလည်းအဲ့ဒီအာယုန်ပြန်ထုတ်ရေးတာရှင်းလားဒါမှမဟုတ်စိတ်ကူးရင်နဲ့လက်တွေ့ဘယ်ဟာကပို့ပြီးဆမ်းပြလဲလက်တွေ့အပို့ဆမ်းပြနေတယ်ဘာလို့စိတ်ကူးရင်ဆိုတာလက်တွေ့ပေါ်ကလာတာရှင်းလားဒါကြောင့်မလို့အဲ့ဒီလောက်ကျွမ်းကျင်တဲ့စိတ်ကူးကောင်းတယ်ဆိုတဲ့စာရေးဆရာတွေကိုနိဗ္ဗာန်ကြောင့်ရည်စံလို့ပြောလိုက်ဘာလို့မရနိုင်ခါမှမတွေ့ဘူးပဲနဲ့ရှင်းလားဒီရောရှင်းတတ်ကြလားကောင်းပါပြီအဲ့တော့ဥပါဒနဲ့ခန္ဓာ၅ပါးအတူတူလားတခြားစီလားလို့မေးရင်ဘုထုဇင်မှာအတူတူအရိယာမှာတခြားစီရှင်းလားအတူတူဆိုတော့ဥပါဒံကပဲခန္ဓာ၅ပါးလားခန္ဓာ၅ပါးလားဥပါဒံလားဆိုတော့ဥပါဒံကဥပါဒံသတ္တခန္ဓာ၅ပါးကခန္ဓာ၅ပါးသတ္တရှင်းသလားအားလုံးမှတ်မိပြီလားအဲ့ဒီတိုင်းပဲဒါနည်းနည်းလေးလက်ဆောင်တိုးပေးမယ်ငါစိတ်ဆင်းရဲလိုက်တာဆိုတော့စိတ်ဆင်းရဲနေတာငါလားငါကစိတ်ဆင်းရဲနေတာလားစိတ်ဆင်းရဲတာကစိတ်ဆင်းရဲတာသတ္တငါကငါသတ္တခန္ဓာကခန္ဓာသတ္တပဲဟမ်ရှင်းသလားစိတ်ဆင်းရဲတာကအဲ့ဒါစွဲယူရင်ယူတဲ့လူခံဘယ်အာယုံဖြစ်ဖြစ်ပြီးရင်ကျင်သလားကောင်းပြီဒီမေကုန်းကအလုံးပြေလဲပြီလားပြေလဲသွားရင်ဆက်မေးမယ်ဒီမေကုန်းလေးမေးလိုက်တော့ဖြေလာတော့ဝိသခသတိတော်တော်သဘောကျနေပြီဩဒါသူကြားဘူးနာဝနဲ့ဖြေတဲ့အဖြေတော့ဟုတ်ဘူးသူသဘောပေါက်သွားပြီရှေ့ပိုင်းမှာသစ္စာ၄ပါးဖြေတယ်အဲ့ဒါနည်းနည်းလေးအားရလာအခုဆက်ပြီးမေးလိုက်တယ်ဥပါဒမေးလိုက်တော့ဥပါဒအကြောင်းကိုဖြေသွားလိုက်တာများတခါတည်းဘုရားရှင်တို့အလားဖြေသွားလိုက်တော့ဒါအရိယာရဲ့အတန်ပဲဆိုတာတော့သဘောပေါက်အဲ့တော့သူလာရင်ပြိကိစ္စကဒီလောက်